နေ့တိုင်းနိုင်ငံတစ်ခုအကြောင်းလေ့လာကြမယ်။ဒီနေ့တော့စပိန်နိုင်ငံအကြောင်းပါ။စပိန်နိုင်ငံဟာဥရောပတောင်ပိုင်းမှာတည်ရှိပါတယ်။သူရဲ့ကုန်းမြေဧရိယာကတော့စတူရန်ကီလိုမီတာ9,600ရှိပါတယ်။ပေါ်တူဂီနိုင်ငံနဲ့အတူအိုင်ဘေးရီယန်ကျွန်းဆွယ်ပေါ်မှာတည်ရှိပြီးမြောက်ဘက်ကဘစ်စကေးပင်လယ်အော်တောင်ဘက်မှာမြေထဲပင်လယ်အရှေ့မြောက်ဘက်မှာတော့ပြင်သစ်နဲ့အင်ဒိုရာနိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ပီရီနီတောင်တန်းကြီးတွေရှိနေပါတယ်။ထူးခြားတာကပြင်သစ်ပိုင်တဲ့ထဲမှာနယ်မြေတစ်ခုရှိနေတဲ့အပြင်မြောက်ဘက်ကဘီဒါဆိုအာမြစ်ဖော်ကဖီဆန်ကျွန်းကိုလေပြင်သစ်နဲ့အတူတူပိုင်ဆိုင်ထားပါသေးတယ်။ဒါအပြင်အရှေ့တောင်ဘက်ကဂျီဘရော်တာကျွန်းဆွယ်ဟာ UK ပိုင်ဖြစ်ပေမဲ့စပိန်ကိုယ်တိုင်ကတော့အာဖရိကမှာနယ်မြေနှစ်ခုပိုင်ဆိုင်ထားပါတယ်။မော်ရိုကိုကမ်းခြေနားကကန်နဒီကျွန်းစုတွေနဲ့မြေလဲပင်လယ်ထဲကဘယ်လီတွေကျွန်းစုတွေဟာလည်းစပိန်ရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်ပါတယ်။မြို့တော်မက်ဒရစ်ဟာစပိန်ရဲ့လူဦးရေအများဆုံးမြို့ဖြစ်တယ်လို့ဥရောပမှာအမြင့်ဆုံးနေရာမှာတည်ရှိတဲ့မြို့တော်လည်းဖြစ်ပါတယ်။ဒီနိုင်ငံကိုခရိုင်90နဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသ19ခုခွဲခြားထားပါတယ်။ဒီဒေသတွေဟာကိုပိုင်အုပ်ချုပ်ခွင့်ရယုံတင်မကပဲဥပဒေပြုရေးနဲ့တရားစီရင်ရေးဆိုင်ရာအခွင့်အာဏာတွေကိုပါကျဲကျဲပြန့်ပြန့်ကျင့်သုံးခွင့်ရထားကြတာပါဒါကဘာကြောင့်လဲဆိုရင်တမိုင်းကြောင့်အရာစပိန်ဟာရာစုနှစ်ပေါင်းများစွာအစိတ်စိတ်အမွားမွာကွဲပြားခဲ့ပြီး15ရာစုရောက်မှတော်ဝင်အိမ်ဟောင်ရေးတွေကတစဉ်တဖြည်းဖြည်းပြန်လေပေါင်းစည်းနိုင်ခဲ့လို့ပါဒါကြောင့်ဒေတန်တရကိုပိုင်အုပ်ချုပ်ခွင့်တလေတွေကဒီနေ့အထိကျန်ရှိနေတာဖြစ်ပါတယ်ပထဝီအနေထားရစပိန်ဟာယူရေရှားနဲ့အာဖရိကကြောက်ဖြာချက်ကြီးတွေစုံရမှတည်ရှိနေလို့ဆွစ်ဇာလန်ပြည်ရဲ့ဥရောပမှာဒုတိယမြောက်တောင်ထူးထက်ဆုံးနိုင်ငံဖြစ်နေပါတယ်။အဓိကတောင်တန်းကြီး6ခုရှိပြီးနလင်လဲခဏခဏလှုပ်တတ်ပါတယ်။တောင်ပိုင်းဒေသတွေမှာဆိုရင်ပြင်းအား6အထက်နလင်တွေတောင်တစ်ခါတလေကြုံရတတ်ပါတယ်။နိုင်ငံရဲ့အမြင့်ဆုံးတောင်ကမူလာစင်ဖြစ်ပေမဲ့နိုင်ငံရဲ့အမြင့်ဆုံးအမှတ်ကတော့အိုင်ဘေရီယန်ကျွန်းဆွယ်ပေါ်မှာမရှိပါဘူး။အဲ့ဒါကတော့ကန်နဒီကျွန်းစုပေါ်ကတေးတီတောင်ထိပ်ပဲဖြစ်ပါတယ်။ပေါ်တူဂီနဲ့အတူတူပိုင်ဆိုင်တဲ့အရှေ့ဆုံးမြစ်ကတေးခက်စ်ဖြစ်ပြီးစပိန်နိုင်ငံထဲမှာပဲအရှေ့ဆုံးစီးဆင်းတဲ့မြစ်ကတော့အီဘရိုမြစ်ဖြစ်ပါတယ်။ယာတီဥဒူပိုင်းမှာတော့မြောက်ဘက်နဲ့မြောက်ဘက်ကန်ယူတွင်းတွေကသမုဒ္ဒရာယာတီဥဒူရှိပြီးအလဲပိုင်းမဲစစ်တာကုန်းပြင်မြင့်ကတော့ကုန်းတွင်းပိုင်းယာတီဥဒူရှိပါတယ်။တောင်ပိုင်းဒေသတွေကတော့နှွေးထွေးချုပ်ထွေးတဲ့မြေထဲပင်လယ်ယာတီဥဒူကိုခန်းစားရပါတယ်။ဥရောပရဲ့တခုတည်းသောတဲကန်ထာရဟာစပိန်ရဲ့အန်ဒါလူစီယာဒေသမှာတည်ရှိတာပါ။စီပါရီအရာစပိန်ဟာကမ္ဘာတေးတရာအကြီးဆုံးဝိုင်ထုတ်လုပ်သူဖြစ်တယ်လို့ဂျာမနီပြီးရင်ဥရောပရဲ့ဒုတိယအကြီးဆုံးမော်တော်ကားထုတ်လုပ်သူလည်းဖြစ်ပါတယ်။ဒါအပြင်ကမ္ဘာအကြီးဆုံးတန်လွင်စီထုတ်လုပ်တင်ဖို့တဲ့နိုင်ငံလည်းဖြစ်ပါတယ်။သူ့ရဲ့ GDP ဟာကမ္ဘာအဆင့်17ဝန်းကျင်မှာအမြဲရှိနေပါတယ်။ကမ္ဘာလက်ခရီးသွားတွေအနှစ်သက်ဆုံးနိုင်ငံဖြစ်တဲ့အတိုင်း UNESCO ကမ္ဘာအမွေအနှစ်နေရာ49ခုရှိပြီးကမ္ဘာမှာနံပါတ်3ချိတ်ပါတယ်။တခြားနိုင်ငံတွေထက်ဘာအများဆုံးရှိတဲ့အပြင်စာသားမပါတဲ့နိုင်ငံတော်တည်ရှိရှိတဲ့နိုင်ငံအနည်းငယ်တွေကတစ်ခုလည်းဖြစ်ပါတယ်။စပိန်ဟာအာကာသဝစ်စုံကျန်းတိုင်ဖတ်ဝီချဲလက်လေဘောလုံးခိန်းခုံနဲ့အော်တိုဂျိုင်ရိုလေညံစတဲ့တီးထွေမှုများစွာကိုလည်းစတင်ခဲ့ပါတယ်။လူရဲပိုင်းမှာတော့2020ခုနှစ်မှာ49တန်းကျော်ရှိပြီးကက်စတီလီယန်တွေကအဓိကဖြစ်ပါတယ်။ကက်တလန်ဂါလီစီယန်နဲ့ဘတ်စတဲ့လူနည်းစုတွေလည်းရှိကြပါတယ်။နီမွင်အမ်ပါယာလို့တမိုင်းမှာပထမဆုံးအမည်တွင်ခဲ့တဲ့စပိန်ဟာကမ္ဘာကြီးအပေါ်အများကြီးလွှမ်းမိုးခဲ့ပါတယ်။ဒီနေ့ခေတ်မှာနိုင်ငံပေါင်း20နိုင်ငံကစပိန်ဘာသာစကားကိုပြောဆိုနေကြပြီးကမ္ဘာတကွင်းမှာစပိန်စကားပြောသူ9080တန်ရှိတာကြောင့်တရုတ်နဲ့အင်္ဂလိပ်ပြီးရင်ကမ္ဘာမှာတေးတရမြောက်အပြောအမြ